ဘုန်းကြီးတို့တွေမဆုံးနိုင်တဲ့ဘဝခရီးကိုဘယ်သူကရှောက်ခိုင်းနေတာလဲလို့ဆိုလို့ရှိရင်ဟောဒီတဏှာကရှောက်ခိုင်းတယ်လောကလူတွေကပြောကြတယ်အိမ်မှာတယောက်တည်းနေတယ်တရားဓမ္မရှုထောင့်ကကြည့်လို့ရှိရင်တယောက်တည်းနေတဲ့လူတယောက်မှမရှိဘူးဘယ်သူနဲ့နေတာတော့ဆိုရင်တဏှာနဲ့နေတာတန်တရားသွားတဲ့အခါမှာအဖို့မပါဘူးလို့ပြောကြတယ်ဟုတ်တယ်ပုဂ္ဂိုလ်အဖို့တော့မပါဘူးဘယ်သူအဖို့ပါတဏှာအဖို့ပါဒါကြောင့်မြတ်စွာဘုရားတဏှာဒုတိယပုရိသောဒီကမတ္ထဏတန်တာတဏှာအဖို့ပြုနေတဲ့ပုဂ္ဂိုလ်တွေဟာဘလောက်ဝေးတဲ့တန်တရားခရီးရွယ်ဖြစ်ဖြစ်ဆက်လက်ပြီးတော့ရှောင်နေကြမှာပဲမယမနာခရီးသွားနေကြမယမနာခရီးသွားနေကြမယ်ရှီလျားတဲ့ခရီးကြီးကိုရှောက်လန်းနေရတာဟာသူ့ကြောင့်ပဲမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်တရားဓမ္မကျင့်လို့ဘုရားဖြစ်ရောက်တဲ့အခါမှာဥဒန်းကျူးတဲ့ဂါထာတစ်ခုအလုံးတရားနာပရိသတ်တွေကြားဖို့ကြတယ်မိမိတို့အိမ်မှာကိုးကွယ်ထားတဲ့ရုပ်ပွားဆင်းမှုတော်ဘုန်းကြီးတွေပင့်ပြီးတော့အနေကစားတင်တယ်ဆိုတာလောက်တယ်လေအဲ့ဒီအနေကစားတင်တဲ့ဂါထာတွေကိုရွတ်ဖတ်တဲ့အခါမှာအနေကဇာတိတန္တာရံတန္တာဝိတ္တံအနိဗ္ဗိတံတန်တရားခရီးကိုမရေမတွက်နိုင်လောက်အောင်များပြားတဲ့တန်တရားခရီးကြီးကိုသူလျှောက်လှမ်းခဲ့ရတယ်ဘာဖြစ်လို့ရှောင်လန်းခဲ့ရတာတော့ဆိုအနိဗ္ဗိတဒီလိုခရီးသွားနေအောင်ဘယ်သူကနေပြီးတော့လမ်းပြလုပ်ပြီးတော့ဆွဲခေါ်နေတာလဲဆိုတာသိနိုင်တဲ့အသိဉာဏ်မရလို့တန်တရားခရီးရှောင်နေရတာတဲ့ဘယ်သူကနေပြီးတော့ဘဝတွေကိုတိဆောက်နေတယ်လဲလက်တွေကိုလိုက်ရှာလို့မတွေ့လို့တန်တရားခရီးရှောင်လန်းနေတာကဟကာရံခဝေတံတောဒုက္ခဇာတိပုဏ္ဏပုခန္ဓာအိမ်ကြီးကိုဆောက်လုပ်နေတာဘယ်သူလဲလို့မေးလိုက်တဲ့အခါတဏှာဟာလက်တယ်ပဲဒါကြောင့်သူ့ကိုဆောက်လုပ်ရေးသမားပေါ့ကဟကာရအိမ်ဆောက်လုပ်သူဆိုတဲ့နာမည်နဲ့မြတ်စွာဘုရားဟောဘာဖြစ်လို့သူ့ကိုရှာရတယ်လဲလို့ဆိုလို့ရှိရင်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏတန်တရားထဲမှာတဘွားကနေတဘွားထပ်တလဲလဲဖြစ်နေရတာဒုက္ခရောက်လို့တဲ့လူတွေကတော့ဒုက္ခရောက်တယ်လို့မထင်ကြဘူးလူတွေရဲ့အမြင်နဲ့တာမန်လူတွေရဲ့အမြင်နဲ့ဘုရားအလောင်းတွေရဲ့အမြင်အလွန်ကွာခြားဘုရားအလောင်းတွေကတော့ဘဝကိုဒုက္ခရောက်တယ်လို့အမြဲတမ်းကြည့်ဘယ်လိုဒုက္ခရောက်တာတုံးလို့ဆိုဘုရားလုံးတွေကဘဝကိုသုံးသပ်တဲ့အခါမှာပဋိစ္စသမုပ္ပါဒ်နဲ့ဆင်ញင်သုံးသပ်ပြီးဆိုလို့ရှိရင်မျက်မှောက်လက်တွေ့အခြေအနေတရားကိုရှေ့တန်းတင်ပြီးတော့ဆင်ញင်တယ်ကိစ္ဆာဝတ္တယံလောကောအပ္ပန္နောလောကဆိုတာတတ္တလောကကြီးကိုပြောတာတတ္တလောကကြီးတစ်ခုလုံးဟာတဲ့ဒုက္ခရောက်နေတယ်ကိစ္ဆံဝတ္တာယံလောကောအပ္ပန္နောအလုံးဒုက္ခရောက်နေတယ်ဘာဖြစ်လို့ဒုက္ခရောက်နေတယ်လဲလို့ဆိုရင်သာယတိစေဝမွေးလာရပြန်တယ်မွေးတာတခါတည်းမွေးတာမဟုတ်ဘူးခဏခဏမွေးမှာမွေးလာတိုင်းနောက်ကပါလိုက်တော့စီယတိစမိယတိစအိုမယ်သိမယ်မွေးလာရင်အိုမယ်သိမယ်ဇာတိပစ္စယစလာမရအဲ့ဒါကြီးကိုကျင့်တတ်เสียမကောင်းဘဝမှာတစ်ခုဘဝတစ်ခုမှာမွေးပြီးရင်အိုခြင်းသိခြင်းဆိုတာနဲ့အဆုံးသတ်ဒါဖြင့်အိုခြင်းသာခြင်းနဲ့အဆုံးသတ်ပြီးတော့ရပ်သွားလာလဲဆိုမရပ်ဘူးသဝတိစာဥပပိစ္ဆတိစာတဘဝကနေနောက်တဘဝတစ်ခုပြောင်းအောင်မယ်ဝေလာလာအောင်မယ်ဖြစ်အောင်မယ်တန်တရားထဲမှာအခုလိုဖြစ်လိုက်အိုလိုက်သိလိုက်နဲ့
ဒီလိုသွားနေရတာကြီးอ่ะအမှန်တမ်းစိတ်ပြည့်စရာကောင်းစိတ်ပြည့်စရာကောင်းလောကလူတွေကပျော်စရာလေးတွေကြည့်ပြီးတော့ပျော်စရာလို့ဘဝကြီးကပျော်စရာလို့သတ်မှတ်နေကြတာနှစ်တလေးကူပြီးဆိုရင်ပျော်ကြတယ်လေ Happy New Year ဝင်းနေရောက်ရင်လည်း Happy Birthday ဆိုပျော်ကြပြန်နောက်ကသာ Happy လို့ဆိုတာစိတ်ထဲကတကယ်ပျော်လို့ရတာမဟုတ်ဘူးဘုရားလုံးနေစင်ကြင်သုံးတတ်တယ်လို့ပဲဘယ်တတ္တဝါကြည့်ကြည့်လူသားတွေတဲကဘယ်လူမျိုးတွေပဲကြည့်ကြည့်ဘယ်ဘာသာဝင်တွေပဲကြည့်ကြည့်ဝေလာတယ်အိုးတယ်တေးတယ်တင်းကြိုင်မရှိတဲ့နိုင်ငံရှိမှမရှိဘူးပြောကြလိုက်မယ်အိန္ဒိယမှာတင်းကြိုင်မရှိဘူးဟုတ်တယ်ဟိန္ဒူတွေကတော့မြစ်ချောင်းကလေးရှိလို့ရှိရင်အဲ့ဒီနာမှာတကြိုပြီးရေထဲမြောက်လိုက်တာဒါသူတို့တင်းကြိုင်လောကလူတွေဟာဝေးလာပြီးတော့အိုပြီးတေချာတာကြည့်တယ်အဲ့ဒါကိုကဘဝဆိုတာကျင့်တတ်เสียမကောင်းဘူးလို့ကျင့်တတ်เสียမကောင်းတဲ့ဘက်ကကြည့်တာဒါဖြင့်ဘဝဟာကျင့်တတ်เสียကောင်းတာတွေရောရှိသလားဆိုရှိပါတယ်ရှိလို့ပဲလူတွေကပြောနေကြတာပေါ့ဘဝရထားလို့ရှိရင်မျက်စိကလာတာပါတာတွေမြင်ပြီးတော့စိတ်ထဲကချမ်းသာမှုတွေရတယ်နားကကိုကြိုက်တဲ့အတန်လေးကြားရရင်စိတ်ချမ်းသာမှုတွေရကြတယ်နှာခေါင်းကမွေးကြိုင်တဲ့အနံကလေးရှူရရင်လျှာကကောင်းတဲ့အရာသာလေးစားရရင်ခန္ဓာကိုယ်ကအထီးတွေ့ကောင်းတာလေးထီးတွေ့ရတယ်စိတ်ထဲကကောင်းတဲ့အတွေးလေးတွေတွေးရလို့ရှိရင်ပြောတာပဲပေါ့အဲ့ဒီပျော်ရွှင်မှုလေးတွေပေါ်မှာလူတွေဟာตายရပြီးတော့နေကြတယ်ဒါဘဝရဲ့ตายရပဲထာဝရตายရလို့ရလာလို့ဆိုမရဘူးตายရမှုတည်တခဏမြတာဖြစ်တယ်မတမ်းမအချိန်တိုတောင်းတယ်အချိန်တိုတောင်းတော့လေလူတွေဟာตายရမြဲตายရနေဘယ်သူကြောင့်ตายရတာလဲဆိုဟောဒီဘဝတဏှာကြောင့်ตายရရှင်းတတ်တယ်ဘလောက်ပဲဘဝကြီးဟာဒုက္ခရောက်မျက်ရည်တုပ်ပြီးတော့ပြုံးတော့တာပဲလူတွေနော်မျက်ရည်တော့ကြားလိုက်တာပဲငိုလိုက်တာပဲပြီးရင်တော့ပြုံးသွားပြီကလေးလေးတွေနဲ့အမတန်တူတယ်မိဘလုပ်တဲ့လူကကလေးလေးကိုဆုံးမလိုက်ရိုက်လိုက်လို့ရှိရင်တင်မားလေးပုတ်ပြီးတော့ပြင်မဲ့ရောက်တော့ရည်နေတယ်အဲ့ဒါလည်းပဲလောကလူသားတွေဟာဒီနားမျက်ရည်ကျပြီပဲလို့ဟိုနားကျတော့ပြုံးနေကြပြန်အဲ့ဒါကြောင့်မလို့တန်တရားဟာမဆုံးနိုင်ကြဘူးတဲ့ဘဝတဏှာရှိနေလို့တန်တရားမဆုံးနိုင်တာ